ရိတ်လို့ကပ်ပါလားမနဲ့ချီတိုင်းကိုအာမရနိုင်တဲ့မျက်နှာဒီနေ့နဲ့မနဲ့ပြန်ကြမှာငါဟာတစ်ပတ်ချလဲနေရနိုင်လက်တန်တွေကနေကွေလုံးနေသလားငါရဲ့နေကဆန်တွေကတော့မိတောင်လို့ပေါက်ခွဲမတတ်ဒီတိုင်းငိမ့်နေတာငါတွေ့တော့စိတ်တင်သလိုပါပဲရှိရတဲ့လမ်းတွေကိုပြတ်ကျော်ပြီးအချိန်မှဆုံးရည်ရွယ်ချက်စီအမြတ်ဆုံးရောက်ချင်တဲ့ချက်ချင်းပဲအခုချက်ချင်းပဲအောင်မြင်တွေကိုစောက်ကိုင်းခြင်းတဲ့ဆိုတာဝေးလုံးနေတော့စိတ်မရှိနိုင်တော့